ပြည်သာပုံနာကြီးနာမည်ဘယ်သူတဲ့တော့တော်ထေရဘာဖြစ်လို့သူတော်ထေရခေါ်ပါလိမ့်သူဒိဋ္ဌအဓိပတိတိတော်ထေရလို့ဆိုတော့ကောသလရှင်မရင်ကနေပြီးတော့သူဒိအမည်ရှိတဲ့ရွာကြီးကိုအပိုင်စားပေးခြင်းခံရလို့တော်ထေရလို့ဒီလိုခေါ်တယ်အဲ့ဒီပုံနာကြီးဒီသူ့သားလေးတယောက်ရှိတယ်သူ့ဖတဲ့ပေးသားကြီးသူ့သားလေးကဘယ်သူပါလိမ့်သူ့ဖတဲ့ဟဲ့ဒီပုံနာကြီးကတရားနာပေးတာမိစ္ဆာအယူရှိဘုရားတရားသံဃာယရဏသုံးပါးမကြည်ညိုဘုရားကိုယ်တော်မြတ်နဲ့သံဃာတော်တွေကိုတပါးသောပုံနာတွေလှူတဲ့အချိန်ခါမှာလည်းပဲသူကလိုက်ဖြစ်စည်းအော်ပုံနာအပေါင်းတို့မလှူကြနဲ့လှူတယ်ဆိုတာပုံညာဝိကုံတာရှိတာပဲပုံနာအပေါင်းတို့အတော်ဆိုးသူဗျာပုံညာဝိကုံတာရှိတယ်လိုက်ဖြစ်စည်းကိုပစ္စည်းကုံတာပဲတဲ့လှူတယ်ဆိုတာအကျိုးတရားတွေသူဘာမှထဲမတွက်ဘူးဟောဒီမျက်စင်းမြင်းကလေးကိုဥပမာကြည့်ကြမျက်စင်းတန်မိုးရှိတယ်ဆိုပေမဲ့လို့ဒီမျက်စင်းပလင်းလေးတစ်စက်ချင်းဒီတိုင်းမထားပဲနဲ့နေ့စဉ်ထုတ်ခတ်ရင်ကြာတော့လေဘလောက်တန်မိုးရှိမျက်စင်းပလင်းကုန်တာပါပဲမဲမိစ္ဆာဒိဋ္ဌိရဲ့ဥပမာတွေလည်းတဲတော့မခေဘူးနော်ဒီမျက်စင်းမလင်းလေးတစ်စက်ချင်းခတ်ရင်ကြာတော့ကုန်တာပဲတဲ့အဲ့ဒီလိုပဲတဲ့လှူတယ်ဆိုတဲ့နေရာမှာကိုပစ္စည်းကိုသိမ့်စီမထားပဲနဲ့လှူရင်ကိုပစ္စည်းကုန်တာပဲပုံနာပေါင်းတို့မလှူကြနဲ့သူကိုယ်တိုင်မလှူယုံနဲ့မကဘူးတရားနာပြေးတာသူများလှူတာလိုက်ဖြစ်စည်းအဲ့ဒါလိုဖြစ်စည်းခဲ့တဲ့ပုံနာဘုရားကိုယ်တော်မြတ်ကန့်လန့်တိုက်ခဲ့တဲ့ပုံနာကိုင်းတူတူပြောကြပါစို့ကြားနေရောပုံနာယောဂတစ်ခုနဲ့အနိစ္စရောက်ပြေးကပုံနာသေးဗလားဒါလောက်နှမျောတဲ့တထေကြာမထားပါနဲ့ခါတုတ်သေးတာပေါ့ပုံနာတထေပြောတာကဒီမျိုးကမဟုတ်ပါဘူးပေတော့ပစ္စည်းတွေဆွဲလန်းပြီးတရားနာပြိဿကြီးအဲ့ဒီအိမ်မှာပဲသူ့သားရဲ့အိမ်မှာကျွတ်တော့ခွေးကြီးသွားဖြစ်ပြေသာပုံနာကြီးပါသွားဖြစ်ခွေးကြီးသွားဖြစ်ခွေးနဲ့ကြီးပေါ့ပြေသာဘယ်လိုခွေးကြီးတော့စားတဲ့အနက်ပါသလားတော့သတိမထားမိဘူးကျုပ်ကဓာတ်လောင်နှမျောတဲ့တထေးသေးမှတော့